ဖုန်းလေးယူတာဆက်ပြီးဒီမဲ့လေးဦးသိရလဲဟိုကဩဘယ်လိုပြောကြည့်တယ်မဟုတ်ပါဘူးနည်းနည်း ဒါမဲ့မဟုတ်လေဒီမဲ့လေးအချင်းနဲ့ဝါနာလေတကယ်ဆိုကြီးနေရမှလေအဲ့ဒါဝါနေတာဒီအမုံနေကြောင်းမလို့လေအဲ့အမုံကဟိုအပြည့်ကြဦးသိရလဲသူကဖယ်လို့ပြုလို့မရဘူးဖယ်မယ်ဆိုရင်ဒီမှန်ကိုပြန်ခွာပြီးဖယ်ရမှာအဲ့မဲ့ဝါနာတာလေတကယ်တော့ဟိုကအဲ့ပိုပိုတို့ပါလို့ဒီလိုမျိုးကြီးနေရမှာဦးခင်ဗျာအဲ့လိုပြောတာရှင်းပြလာမပြေဘူးပေါ့ အစင်ရပြေပါတယ်ဟိုကပြတော့ဦးသိနေနဲ့လိုက်ပေးလိုက်လေ လိုက်ကြမရှိဘူးလေမရလို့အဲ့ဒါ ဦးသိဟိုကပြတော့ဟိုလောက်နည်းနည်းလောက်လိုက်ပေးလိုက်လေဒီမဲ့ဆက်ပြီးအမုံနေနဲ့မဟုတ်အမုံနဲ့ဆိုဘယ်လိုရှင်းပြအဲ့ဆက်ပြီးအမုံပြန်ထုတ်ရင်ကြလဲမှန်ခွာမှာမှန်ခွာလိုက်ပြန်ရင်ကြလဲတော်လို့ဟိုဖြစ်သွားရင်သိရမလားမှန်လစ်သွားမှာဆိုလိုက်ပဲဒီအောင်ဟောတဲ့ပဲဟောပြီးတော့ဦးကလည်းနည်းနည်းပပလိုက်လိုက်လေနည်းနည်းလောက်ပါပဲ အားကမကြီးလိုက်နေတော့ဒီဆေးလို့ရအင်းနဲ့သွားနေတာကုန်းနေလို့ဗီဒီယိုကတော့3000တော့ပေါက်သွားမမေမခွဲရသေးဘူးနော်